ဝါဖောင်ပေါ်တက်လာတဲ့မွေတကောင်ကိုတတ်မဲ့အလုံးမှာရွာခံကမတတ်ဖို့တောင်းပန်တယ်။မွေမင်းကြီးစိတ်ဆိုးလိမ့်မယ်လို့တဖွာဖွာတောင်းပန်နေတယ်။ဗိုလ်ကြီးကတော့နားမဝင်ပဲထိုမွေကိုဓာတ်နဲ့ခုတ်လိုက်တယ်။သူခုတ်လိုက်တဲ့မွေပိုင်းတွေကရေအောက်ရောက်သွားတယ်။ရွာခံကတော့ကြောက်လန့်နေတယ်။အဲ့ဒီအချိန်တောထဲမှာရှိတဲ့မွေအားလုံးနဲ့မိချောင်းပါမကြမ်းသူတို့စီကိုကူးခတ်လာနေတယ်။ဓာတ်နဲ့ခုတ်သူကခုတ်တနတ်နဲ့ပြစ်သူကပြစ်နေမွေတွေကိုရှင်းလင်းနေကြတယ်။ရွာခံကတော့တောင်းပန်နေတော့မယ်။နောက်တော့ရွာခံရဲ့တောင်းပန်တန်ကိုတတိပြုမိသွားပြီးမတက်ဖို့တတိပေးလိုက်တယ်။ထို့နောက်မွေတွေအားလုံးထွက်သွားကုန်တယ်။ခဏကြာတော့ဝါဖောင်ကိုတစုံတစ်ခုကအောက်ကနေတိုးပြီးမှောက်လိုက်တယ်။သူတို့အားလုံးရေထဲကျကုန်တယ်။အားကုန်သုံးပြီးဖောင်ပေါ်ပြန်တက်လာတယ်။ရွာခံကတော့တောင်းပန်မှုကိုမရက်ဘူး။ထို့နောက်ခက်လန်းလန်းကနေအရာတစ်ခုလှုပ်ခတ်လာပြီးနောက်တစ်ဖွဲ့ရဲ့ဖောင်ကိုပါမှောက်လိုက်တယ်။အေယာမမွေကြီးဖြစ်နေတယ်။ပြီးတော့ရေထဲကျနေတဲ့သူအားလုံးမွေကြီးရဲ့ဝါမျိုးတာခံလိုက်ရတယ်။ကျန်တဲ့အဖွဲကတော့ကြောက်လန့်တကြားနဲ့ပြစ်ခတ်နေကြတယ်။မွေကြီးခဏတာငြိမ်သက်သွားချိန်ကုန်းပေါ်ကိုတက်ပြေးကြတယ်။မွေကြီးကတော့နောက်ကလိုက်လာတော့မယ်။သူတို့အဖွဲ့လည်းနေရာယူပြီးပုန်းနေကြတယ်။ဘုံတက်တာကင်ထားတဲ့စစ်သားကိုကိုက်မဲ့အလုံးမှာနောက်ပြန်လဲသွားတယ်။သူတို့လည်းမြူပြေတော့မှမလို့တောထဲကိုဝင်ပြေးကြတယ်။ထို့နောက်တတိအနေထားနဲ့နေနေတယ်။ရွာခံကတော့ငိုယိုပြီးတောင်းပန်နေတော့မယ်။ထို့နောက်သူ့ဘော်ကိုချွဲကြည့်ကြည့်အရေးတွေကျလာတယ်။အလန့်တကြားနဲ့မောကြည့်လိုက်တော့မွေကြီးထွက်လာပြီးသူ့ကိုဝါမျိုးသွားတယ်